ဟဲ့ main character လွဲနေတယ်လို့ပဲเนาะတို့ဟာလည်းဟဲ့သူ့ဟာလားနဲ့ဟာလားမသေးကွယ်ဘူးဆက်လားတို့ခင်မကိုပိုင်နဲ့တို့ရဲ့9နှစ်ပြည့်အတွက်လေလက်ဆောင်လေးပေးချင်တာဆွေရကိုပိုင်ရဲ့ငယ်ငယ်ချင်းဆိုတော့ပိုင်ကြိုက်ကိုတိမှာပေါ့အဲ့တော့တို့ကူရေးပေးအောင်လေကျေးဇူးပဲနော်အားဆိုခူးထွက်လာပြီနော်ပိုင်ကိုစပတ်ပေးမှာနော်အဲ့ကြရင်ကူညီအောင်နော်တို့ပေးမှာသူဟဲ့သူတို့ရကြပြီရောတကယ်ချင်းပြည့်တယ်ဘာလားဝယ်ရလဲတို့နဲ့ကိုပိုင်နဲ့လေ9နှစ်ပြည့်အတွက်ကိုပိုင်လက်ဆောင်ပေးချင်လို့လက်ဆောင်လာဝယ်ရဟာမြဲရင်တော့9နှစ်တောင်ရှိသွားပြီလားဟုတ်တယ်9နှစ်ပြည့်ပြီ तू ရောဟော तू ပိုင်ရဲ့ငယ်ငယ်ချင်းလေတွေ့ရမှာတော့ပါရဲ့ရှင်တကယ်ချင်းဒါလေးနဲ့ကိုပိုင်နဲ့လိုက်မလားမသိဟာရနော်ညဒါလေးနဲ့လိုက်မလားသိနော်ပိုင်ကဒီလိုဒီဇိုင်းတွေမကြိုက်ဘူးခင်ရဲ့တို့တည်ရဲ့သူကဒီလိုဒီဇိုင်းတွေမကြိုက်ဘူးအော်ခင်သူကြိုက်တာနေမဲ့ဒီလိုဒီဇိုင်းတွေကြိုက်တာတို့တခါချက်ပေါက်မှလေဒီပုံလေးလာပြပြောမှုရဲ့သီလားသူကဒါလေးကြိုက်တာတော့အော်အဲ့ဒါလေးလားဟုတ်တယ်ဒီမဲ့ဒီဒီဇိုင်းလေးအော်အေးဟဲ့နင်းဟာလည်းမဟုတ်တော့ဘူးเนาะသူနဲ့ပို့ပြီး close ဖြစ်နေတယ်လို့ပဲဟောဟာငါဝယ်တာဟုတ်ပါပြီလက်တိုင်းကပိုင်လက်တိုင်းက14လား15လားမသိဘူးနင်းကလည်းကိုကြီးစက်တိုင်းတော့ကိုမသိဘူးလားခင်ပိုင်လက်တာ14လေဟဲ့ main character လွဲနေတယ်လို့ပဲเนาะအေးမိုက်ဒါလေးပဲလိုက်တော့မယ်နော်ပိုင်နဲ့ထိုးလေးကကျောင်းနေပဲတငယ်ချင်းနေလေခင်ကို propose လုပ်မယ်ဆိုတော့လေတို့အေးတိုင်နေခဲ့တယ်လားပိုခါလဲလေခင်းနဲ့ပိုင်နဲ့စိတ်ဆိုးကြတော့လေခင်းနဲ့ပြတ်မှာစိုးလို့ဆိုပြီးပိုင်ရလေတညာလုံးငိုပြီးတော့တို့ရင်လာဖွင့်တာတိလားတို့လေတိလားသူငိုနေရောကြတော့လေတနာပြီးဆော့တော့မှဆော့လိုက်ရသေးရဲ့တိလားတို့ဟာလည်းဟဲ့သူ့ဟာလားနဲ့ဟာလားမသေးကွယ်ဘူးအော်ဒါနဲ့မင်္ဂလာဆောင်မရက်ကလည်းတို့ကဘယ်တော့လဲမင်္ဂလာဆောင်မရက်လား तू ကသိရဆိုသူ့ပဲမေးလိုက်တော့ကျမတည်ရဲ့ကျမပြတ်တယ်မတိလားပိုင်ရလေ